monitor တစ်လုံးဝယ်တော့မယ်ဆိုရင် resolution ကဘယ်လောက်လဲ refresh rate ကဘယ်လောက်လဲဆိုတာကိုအရင်မေးကြပါတယ်ဒါပေမဲ့ဒါတွေကတကယ်တမ်းကျွန်တော်တို့အသုံးပြုမှုအပေါ်မှာဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကိုလူနည်းစုပဲသိကြတာပါဒီနေ့ဗီဒီယိုမှာတော့ monitor တစ်လုံးရဲ့အသက်ဖြစ်တဲ့ဒီအချက်နှစ်ချက်အကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါ TNS sharing ကနေပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ resolution ဆိုတာဘာလဲ resolution ဆိုတာ monitor screen ပေါ်မှာရှိနေတဲ့ pixel အရေအတွက်ပါလွယ်ပြောရရင်ပုံရိပ်ကိုဖော်ပြပေးတဲ့အဆက်အပြောက်လေးတွေပါပဲပိုပြီးနားလည်လွယ်အောင်အခုလက်ရှိအသုံးများတဲ့ resolution တွေကိုပြောပြပါမယ်ပထမဆုံး FHD 1080p ပါ resolution က1920 1080ဖြစ်ပြီးအခုလက်ရှိ standard လို့ပဲအသုံးများတယ် YouTube ကြည့်တာအလုပ်လုပ်တာ game ပေါ့ပါဆော့တာတွေအတွက်လုံးဝအဆင်ပြေတယ်နောက်တစ်ခုက QHD 1440p ဖြစ်ပါတယ် resolution က2560 1440ဖြစ်ပြီး FHD ထက်ပိုကြီးတယ် gamer တွေ video edit လုပ်တဲ့သူတွေအကြိုက်များတဲ့ resolution တစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးကတော့ 4K UHD 2160p ပဲဖြစ်ပါတယ် resolution က3840 2160ဖြစ်ပြီးတော့ရုပ်ထွက်ကအရန်ရှင်းလင်းပြတ်သားတယ် professional video editing လုပ်မယ် movie quality အပြည့်နဲ့ကြည့်ချင်နေဆိုရင်တော့ဒီဟာကအကောင်းဆုံးပဲဖြစ်ပါတယ်သတိထားရမယ့်အချက်ကတော့ pixel များလီပုံရိပ်ကပိုကြီးလေးပါပဲဒါပေမဲ့ resolution မြင့်ရင် graphic card GPU အလုပ်ပိုလုပ်ရတယ်ဆိုတာကိုတော့သတိပြုရပါမယ်နောက်တစ်ခုအနေနဲ့ refresh rate ဆိုတာဘာလဲပြောပြပေးသွားပါမယ် refresh rate ဆိုတာကတော့ screen တစ်ခုကတစ်စက္ကန့်အတွင်းမှာပုံဘယ်နှကြိမ်ပြောင်းပေးနိုင်လဲဆိုတာကိုပြောတာပါ hertz h နဲ့တိုင်းတာပါတယ် hertz မြင့်လေ screen movement ကပိုချောမွေ့လေဖြစ်ပါတယ်အခုအသုံးများတဲ့ refresh rate တွေကိုပြောပြပါမယ်60 hertz ဆိုတာကတော့ပုံမှန် monitor တွေမှာတွေ့ရတတ်တဲ့အမျိုးအစားပါတစ်စက္ကန့်ကိုပုံ60ပြောင်းပေးတယ်နေ့စဉ်သုံးတာတွေစာရေးတာဗီဒီယိုကြည့်တာအတွက်တော့လုံလောက်ပါတယ်144 hertz ဒါမှမဟုတ်165 hertz ကတော့ gaming monitor တွေမှာအများဆုံးတွေ့ရတယ်ဒီအဆင့်ရောက်လာရင် mouse ရွှေ့တာကအစအရန်ချောမွေ့သွားတယ် game ကစားတဲ့အခါလဲ movement တွေပိုတိကျလာတယ်240 hertz နဲ့အထက်ဆိုရင်တော့ e-sports level ပဲ competitive game တွေမှာ advantage ရချင်တဲ့သူတွေ pro player တွေအဓိကသုံးကြတာပါအတူချုပ်ပြောရရင် hertz မြင့်လေ screen experience ပို smooth ဖြစ်လေပါပဲ ဒီနေရာမှာမေးစရာရှိတာကဘယ်ဟာကိုပိုဦးစားပေးရမလဲဆိုတာပါ video editor designer ဆိုရင် resolution ကိုဦးစားပေးပါရုပ်ထွက်ကြည့်လင်မှအသေးစိတ်ကိုသိချမြင်ရမည်အကြောင်းတွေကိုသိချချိန်နိုင်မှာပါပြီးတော့ IPS panel ဖြစ်ဖို့လည်းလိုပါတယ် panel အမျိုးအစားအကြောင်းကိုနောက်ဗီဒီယိုတစ်ခုမှာတည်တံ့ပြောပြပေးပါမယ် gamer ဆိုရင် refresh rate ကိုဦးစားပေးပါမြန်ဆန်တဲ့ game တွေဆော့တဲ့အခါပုံရိပ်တုံခါမှုမရှိပဲအသာစီးရစီမှာပါအခုသင် monitor ရဲ့ resolution နဲ့ refresh rate ကိုဘယ်မှာစစ်လို့ရလဲဆိုတာကြည့်အောင် desktop ပေါ်မှာ right click နှိပ်ပါ display settings ကိုသွားပါ advanced display ကိုနှိပ်ပြီးအသေးစိတ်စစ်ဆေးနိုင်ပါတယ်အခုဗီဒီယိုလေးကသင်အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်နည်းပညာဗဟုသုတတွေအတွက်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ